လေးနဲ့တော့လိုက်လာစမ်းဒီကိုခုချက်ချင်းလာစမ်းဟဲ့မိုးတော့မတက်လို့ထိုင်စမ်းခုချက်ချင်းထိုင်စမ်းโอ้ဘယ်ကအမတော်များကြွများတော်မူလဲဆိုတာအမေတော်ရှိသမှာဟာအမတော်ကန်ထဲလိုက်လို့ဖူးရောင်သွားမယ်ကန်တော့မကန်ပါနဲ့ဗျာနတ်ကန်မှာကြောက်လုံးတော့မှာဒါဆိုရင်ဘလို့ပုတ်ပုံမျိုးကြွလာတယ်ဆိုတာအမေရှိတော်မူပါဗျာမှတ်ထားငါနာမည်ကကိုတော်ကြီးတဲ့နော်ကိုတော်ကြီးလည်းမဟုတ်ကိုတော်လေးလည်းမဟုတ်ရှာမရှင်နဲ့မြင်ပြောတဲ့ကိုတော်ကြီးတွေကိုတော်လေးတွေကြီးတယ်ငါကကိုတော်တွေအားလုံးရဲ့ဂိုင်းကျုပ်ကိုတော်ကြီးဆိုတာငါပဲမှန်တော့ကိုတော်ကြီးဗျာအေးငါအကြောင်းကို你သိပြီဆိုရင်ငါတောင်းထားတာကို你ခုချက်ချင်းပေးစမ်းဘာတောင်းပါလဲဗျာငါဘာမှမတောင်းရသေးဘူးလားဘာမှမတောင်းတော့ကိုတော်ကြီးရဲ့ရောက်တယ်ဟင်းဟောင်းနေရပဲရှိပါတယ်အေးအဲ့ဒါဆိုလို့ရှိရင်ငါအခုနေ့ကိုတောင်းမယ်ဒီမှာငါရဲ့ညီတော်ကိုတော်လေးရဲ့ပုံနစ်စီမှာရောက်နေတယ်အဲ့ဒါငါအခုချက်ချင်းပေးစမ်းပေးအဲ့ဒါတော့လေကိုတော်လေးကိုရန်ဒီကနှမတော်လေးကိုရှာမရှင်လိုက်အဲ့ဒီကိုတော်လေးပုံငါ့ကိုမပေးလို့ရှင်ရင်မင်းဟာဘဝစတိုင်းတရေတစီမြေဖုတ်ဘလူပိတ်တာမင်းစားတပတ်တွေနဲ့ညားနိုင်မယ်အဲ့လိုမလုပ်ပါနဲ့ကိုဗျာအဲ့ဒီလိုညားပြီးလို့ရှင်းရင်နင့်ကိုလေအဲ့ဒီတရေမြေဖုတ်ဘလူပိတ်တာတစီတွေဟာလေနေယူတ်ကိုရှင်းမျက်လုံးကိုရှင်းပါစပ်ကိုရှင်းနှာခေါင်းကိုရှင်းပြီးတော့အဲ့ဒီလိုဖြဲပြီးတော့ဒုက္ခပေးလိမ့်မယ်အဲ့လိုမလုပ်ပါနဲ့ကိုတော်ကြီးဗျာအဲ့လိုမလုပ်ပါနဲ့ကိုတော်ကြီးဗျာအဲ့ဒါဆိုလို့ရှိရင်ငါတောင်းထားတဲ့ကိုတော်လေးပုံငါအခုချက်ချင်းပေးစမ်းမလားပါပေးပါမယ်ဗျာပေးပါဒီပုံဘယ်ပို့ပေးရမလဲဗျာဘယ်မှပို့စီရမလို့ငါ့ကိုပဲပေးလိုက်ရှင်းဒီအိမ်ကလေငါအခုကိုစားဝင်နေလိပ်ပြရှင်ချောလာတောက်ကြသမီးလေးကိုပေးလိုက်သူလှုပ်ချင်တာလှုပ်စေဒါဆိုလို့ရှိရင်ကိုတော်ကြီးကျင်တတ်တယ်ကြားလားမလားပါဗျာပေးပါမယ်ဗျာပေးပါမယ်အေးဒါဆိုလို့ရှိရင်ငါသွားမယ်နော်မလားပါဗျာတက်တာဘိုင်ချယ်ရီရောဒေါ်လေးဘယ်လိုလုပ်ပြီးတော့ဒီကိုရောက်လာလဲနေမောလိုက်တာဒေါ်လေးရဲ့တော်လားလေဖေဟောက်ဒီဘက်လက်ပြီးရှုပ်ခိုးနေတာဘယ်လိုဒီဘက်ကိုရောက်လာလဲမသိဘူးနော်ဒေါ်လေးဘာမှပြောမနေနဲ့ရောက်ဘာကြီးလဲအဲ့ပုံတော်မလို့ချင်ဘူးတော်မလို့ချင်လို့ယူဟာရောက်ပါညသူယူထားလှုပ်ချင်တာလှုပ်နော်ဒေါ်လေးဒီပုံက